ကော်ဖီစိုက်ခင်းနေရေသွင်းဖို့အတွက်တိဆော့ခဲ့သောဘရာဇီးနိုင်ငံမှရေလောင်ကန်ကြီးဖုန်တူပေး6ထွက်တဲ့မြေပေါ်မှာဒီစီမံကိန်းဟာမထစ်နိုင်ဘူးလို့ထင်ခဲ့ကြပေမဲ့ဒီအင်ဂျင်နီယာတယောက်ဟာသူ့ရဲ့စိတ်အားထက်သန်မှုနဲ့အခုလိုအကောင့်ထဲဖုန်ခဲ့တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့သူဟာဘောလုံးကွင်း14ကွင်းစာလောက်ကျယ်ဝန်းတဲ့စက်ဝိုင်းပုံအပေါက်ကြီးကိုစက်ရံတရားကြီးတွေနဲ့တူးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရေစိတ်ထွက်မသွားအောင်အထူးဆက်တွေနဲ့အလွှာလိုက်ခိုင်ခန့်အောင်ချုပ်လုပ်ပြီးဖုံးအုပ်ခဲ့ပါတယ်ဒီလိုအတုဖြူလုံထားတဲ့ရေလောင်ကန်ကြီးတွေကိုရေဖြည့်သွင်းလိုက်တဲ့အခါမှာတော့ရေလီတာတန်းမရအထိထိုးလောင်ထားနိုင်တာပဲဖြစ်ပါတယ်ဒါဟာတည်ငြိမ်တဲ့ရာသီဥတုနဲ့အချိန်မှန်ရေပေးဝေဖို့လိုအပ်တဲ့အာရာဘီကာကော်ဖီပင်တွေအတွက်အသက်သွေးကြောဖြစ်လာခဲ့ပါတယ်အကယ်၍ဒီရေလောင်ကန်ကြီးတာမရှိခဲ့ရင်မနက်ခင်းမှာတောင်းနေကြအရသာရှိတဲ့ espresso coffee တစ်ခွက်ဟာပျောက်ဆုံးသွားနေတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီရေကန်ကြီးဟာလူသားတွေရဲ့ဇွဲလုံလာနဲ့တဘာဝတရားရဲ့အခက်အခဲတွေကိုအနိုင်ယူနိုင်နေဆိုတာတက်တည်ပြနေတာနဲ့ဖြစ်ပါတော့တယ်